မြမသမိုင်းရဲ့ရာဇဝင်တွေထဲမှာထွက်ရက်ပေါက်ဆိုတဲ့စကားလုံးကိုမကြာခဏကြားဖို့ကြပါလိမ့်မယ်။တာမန်လူတွေကဒါအုံမော်ပညာလို့မြင်ကြပေမဲ့တကယ်တမ်းတွေးကြကြလေ့လာကြည့်ရင်ဒါလူခန္ဓာကိုယ်ရဲ့ကန့်သက်ချက်တွေကိုကြော်လွန်ဖို့ကြိုးစားနေတဲ့ရှေးအောင်သိပ္ပံပညာရဲ့ကြီးတစ်ခုဖြစ်နေနိုင်ပါတယ်။သူတို့တွေရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။တာမန်လူတွေလိုအုံနာသေးစဝန်းထဲမှာမလဲပတ်ပဲခန္ဓာကိုယ်ကြာရှည်ခံအောင်ပြုပြင်မဲ့နည်းနဲ့စိတ်ဆွမ်းအင်ကိုမြင့်တင်မဲ့ပါဝါကိုရယူခြင်းဖြစ်ပါတယ်။ဒီမှန်ချက်တွေကိုသူတို့ကတာမန်ဆူတောင်းနေုံနဲ့မရနိုင်မှန်းသိလို့လက်နက်ကိရိယာနှစ်ခုကိုအဓိကတုံးဆွဲခဲ့ကြပါတယ်။ပထမဆုံးအနေနဲ့သူတို့ဟာဆေးဝါးနဲ့ဇီဝဗေဒပညာကိုအသုံးချပြီးသဘာဝတရားကိုစတင်ဟပ်လုပ်ဖို့ကြိုးစားကြပါတယ်။ဝိဇ္ဇာလမ်းစဉ်မှာဆေးဆိုတာအဖျားပြောက်ဆေးမဟုတ်ပါဘူး။သူတို့ရှာဖွေတာကကာယတိတ်ထိကိုပြေးဆွမ်းနိုင်တဲ့အပင်တွေပါ။ဒါကြောင့်လေဝိဇ္ဇာတွေကတောနက်ထဲမှာရှိနေတဲ့ရှားပါတိဥတိဖူတွေဥပမာဝနဝတိစိုက်တမော့ကမုံမျိုးစိတ်များကိုအဓိကအသက်ပေးပြီးရှာဖွေကြတာဖြစ်ပါတယ်။သိပ္ပံစုလောင်ကနေတုံးသက်ကြည့်ဒီအပင်တွေမှာလူဆဲတွေကိုတည်ဆုံးမှုကိုရပ်တန့်စေတဲ့ဆဲတွေဒါမှမဟုတ်ဆဲအသစ်တွေပြန်ဖြစ်ပြောင်းမှုကိုအစမတန်မြန်ဆန်စေတဲ့ဓာတ်ပေါင်းတွေပါဝင်နေနိုင်ပါတယ်။ဒါအပြင်ဆေးစိမ်နဲ့ဆေးပေါင်းတွေဆိုတာကတကယ်တော့အပင်တွေကထိရောက်တဲ့ဓာတ်ပစ္စည်းတွေကိုထုတ်ယူတဲ့ဓာတုဗေဒနည်းလမ်းတွေဖြစ်ပါတယ်။သူတို့ဟာဒီဓာတ်တွေကိုခန္ဓာကိုယ်ထဲထည့်သွင်းလိုက်တဲ့အခါတာမန်လူတွေထက်အစာပေါင်းများစွာတန်ပါတယ်။အိုမင်းရင်အောင်မှုကိုရပ်တန့်သွားစေပါတယ်။ဒါကိုရှေးလူကြီးတွေကမတည်သေးလို့တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်နေနိုင်ပါတယ်။တစ်ဆက်တည်းမှာပဲအချို့သောအပင်တွေဟာအုံနောက်ရဲ့တတိယမျက်လုံးကိုပွင့်စေပြီးတယ်လီပတီလိုမျိုးစိတ်ချင်းဆက်သွယ်နိုင်တာအကြမ်းအမြင်ရတာမျိုးဖြစ်လာစေဖို့လဲကူညီပေးပါတယ်။ဆေးဘက်ဝင်အပင်တွေနဲ့ရက်တက်မနေပဲပိုပြီးနှဆိုင်ရဲ့နောက်ထပ်ခြေလမ်းတစ်ခုကိုလည်းသူတို့ကလှမ်းခဲ့ကြပါသေးတယ်။အဲ့ဒါကတော့ဓလုံးနဲ့ဓာတုဗေဒပါ။ဗျာဓာကိုအသေးတက်ပြီးဓလုံးလှုပ်တယ်ဆိုတာကမ္ဘာအနောက်ပိုင်းတွေမှာလည်းရှိပါတယ်။ဒီနေရာမှာမေးစရာရှိတာကအစိတ်ပြင်းတဲ့ဗျာဓာကိုဘာလို့သုံးတာလဲ။သိပ္ပံသဘောတရားအရတွေးကြည့်ဝိဇ္ဇာတွေကဗျာဓာကိုဆေးဘက်ဝင်အပင်တွေနဲ့ပေါင်းဆက်ပြီးမီးအပူချိန်အတိအကျပေးပြီးဓာတ်တက်လိုက်တဲ့အခါအစိတ်မရှိတော့တဲ့စွမ်းအင်ကူးပြောင်းပေးနိုင်သောပစ္စည်းတစ်ခုဖြစ်သွားပုံရပါတယ်။အောင်မြင်သွားတဲ့ဓလုံးတစ်လုံးဟာစွမ်းအင်မြင့်တခဲသို့မဟုတ်ရေဒီယိုတတိကြွအလွန်နှဲပါသောစွမ်းအင်အရင်းမြစ်ဖြစ်သွားနေနိုင်ပါတယ်။ဝိဇ္ဇာတွေကဒီဓလုံးကိုငုံလိုက်တဲ့အခါအဲ့ဒီတဲကထွက်လာတဲ့စွမ်းအင်လိုင်းကခန္ဓာကိုယ်တစ်ခုလုံးရဲ့ဇီဝကာမဖြစ်စဉ်တွေကိုပြောင်းလဲပစ်လိုက်ပါတယ်။ကောင်းကင်ပြန်နေဆိုတာဒီဓလုံးကထုတ်ပေးလိုက်တဲ့တန်လိုက်ဆက်ကွင်းဟာကမ္ဘာမြေဆွဲအားကိုတွန်းကန်လိုက်တာဖြစ်နိုင်တယ်လို့ကိုပြောက်တယ်ဆိုတာဓလုံးရဲ့စွမ်းအင်ကအလင်းရိုင်ညှိုးငိမ့်တွေကိုကွညွတ်သွားအောင်လှုပ်ဆောင်ပေးလိုက်တာဖြစ်နေနိုင်ပါတယ်။ဒါပေမဲ့ဒီနည်းပညာတွေအလုပ်ဖြစ်ဖို့အရေးကြီးဆုံးလိုအပ်ချက်တစ်ခုကျန်နေပါသေးတယ်။ဆေးဝါးနဲ့ဓလုံးကြီးပဲရှိလို့မရပါဘူး။ဝိဇ္ဇာတွေဟာတမထကိုအကြီးကျယ်ကြင်ကြံသူတွေလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဓလုံးရဲ့စွမ်းအင်ကိုထိန်းချုပ်ဖို့အုံနောက်လှိုင်းတွေကအလွန်ငြိမ်တဲ့အဆင့်ကိုရောက်နေဖို့လိုပါတယ်။တာမန်လူတယောက်ကဓလုံးကိုကင်လိုက်ရင်ဓာတ်လိုက်တယ်လို့ဖြစ်သွားနိုင်ပေမဲ့စိတ်ဆွမ်းအားမြင့်တဲ့ဝိဇ္ဇာတွေကတော့အဲ့ဒီစွမ်းရည်နဲ့ပေါက်ဆက်သွားနိုင်ပါတယ်။ဘိုးအားများတဲ့လျှက်စစ်ကိုကင်တွယ်ဖို့ transformer ခံရတယ်လို့မျိုးစိတ်ဆွမ်းအားနဲ့ခံပြီးမှဓာတ်လုံးကိုသုံးလို့ရတာပါ။ဒီအဆင့်တွေအားလုံးပြည့်စုံသွားပြီဆိုရင်တော့သူတို့ဟာထွက်ရပေါက်ခြင်းသို့မဟုတ်သူတို့ရဲ့ခန္ဓာကိုယ်ဓာတ်သားတွေကစွမ်းရည်အဖြစ်ပြောင်းလဲသွားတာလူပြောက်ကွယ်သွားတာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့အထူးသတိပြုရမယ့် logic တစ်ခုရှိနေပါတယ်။သူတို့ရဲ့ထွက်ရပေါက်ဆိုတာတကယ်လွတ်မြောက်ခြင်းဟုတ်ပါရဲ့လား။အထက်ပါသိပ္ပံနည်းကျအချက်လက်တွေကိုသုံးသပ်ကြည့်လိုက်ရင်သူတို့ကဓာတ်သားကနေစွန့်ရင်အဖြစ်ပြောင်းသွားပြီးဒီသုံးဘက်မြေကဘာကနေအခြားဥပမာကဏ္ဍဘနိဗ္ဗာန်လိုနေရာမျိုးကိုတကားဖွင့်ဝင်ရောက်သွားခြင်းသာဖြစ်ဖို့များပါတယ်။ဥပမာရေခဲတုံးကအရေးပြောပြီးရေနွေးငွေ့အဖြစ်ပြောင်းသွားတယ်လို့ပါပဲ။ရေခဲတုံးအဖြစ်မမြင်ရတော့ပေမဲ့ရေငွေ့အဖြစ်နဲ့တော့ဆက်ရှိနေတယ်လို့မျိုးပါ။ဆိုလိုတာကသူတို့ကထွက်သွားတာမဟုတ်ပါဘူး။အခန်းပြောင်းသွားတာပါ။တက်တန်းကိုဆွဲဆန်းလိုက်နိုင်ပေမဲ့ဖြစ်တည်မှုဆိုတဲ့တန်တရားထဲမှာတော့ရှိနေသေးပါ။ဒါဆိုရင်အစစ်မှန်ဆုံးထွက်ရပေါက်ခြင်းကဘာလဲဝိဇ္ဇာနီလန်းကနီးပညာဆန်ပါတယ်ခန္ဓာကိုယ်ကိုမပြည့်စည်အောင်စွမ်းအင်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားတဲ့လောကီသိပ္ပံပညာနီလန်းပါဒါပေမဲ့မြတ်စွာဘုရားရဲ့ဝိပဿနာလမ်းစဉ်ကတော့ဒီအချက်တွေကိုဖောက်ထွက်ပါတယ်ဘုရားရှင်ကခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲဖို့မကြိုးစားပါဘူးအဲ့ဒီခန္ဓာကိုယ်နဲ့စိတ်အပါဝင်အရာအလုံးရဲ့ဖြစ်ပျက်နေတဲ့သဘောတရားကိုထိုးထွင်းသိမြင်ပြီးအဲ့ဒီဇလန်းတစ်ခုလုံးကိုရပ်တန့်ပစ်လိုက်တာပါရှင်းရှင်းပြောရရင်ဝိဇ္ဇာတွေကအတိုင်းအတာတစ်ခုကနေတစ်ခုကိုကူးဖို့ကြိုးစားကြပေမဲ့ဘုရားရှင်ကအတိုင်းအတာတွေအားလုံးကနေလွတ်မြောက်ဖို့လမ်းပြပါတယ်ဒါကြောင့်နီလန်းကြကြသုံးသက်ကြည့်ရှေးအောင်ဝိဇ္ဇာနီလန်းကအခြားကဘာတစ်ခုစီသွားတဲ့တကားဘက်ကိုဖွင့်နိုင်ုံသာဖြစ်ပြီးတန်တရာဆိုတဲ့ထောင်ကြီးထဲကနေလုံးဝလွတ်မြောက်သွားတဲ့ထွက်ရပေါက်အစ်စ်ကတော့ရုံနဲ့နံချုပ်ငင်းရာနိဗ္ဗာန်ကိုဥတည်တဲ့ဝိပဿနာနီလန်းသားလေးဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်အခုလိုဘုဒ္ဓရရစရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေရဲ့ကျွန်တော်တို့ရဲ့ Infosys Channel လေးကိုလည်း Subscribe လုပ်ပေးခြင်းဖြင့်ကူညီလို့ရပါတယ်ခင်ဗျာ